တငယ်ချင်းတို့ရေလို့တဘာဝအတိုင်းပေါ့နော်အသားကြည့်ခြင်းအသားချောခြင်းတဲ့လူတွေရှိလားကျမပြပြမယ်နော်အဆုံးတင်တာတော့ကျမကဒီတဘာဝ coffee secret ကိုပေါ်လို့ရောင်းတယ်2019年ရောင်းလာရှင်ကျမတဘာဝလို့ပြောတယ်အဲ့ဒီမှာဘာလေးပါလဲဆိုတော့စေးစားနူးနူးလေးရဲ့ coffee မုံစစ်စီရဲ့ပြားရည်ရဲ့လှစီကုန်ချမ်းကကြတော့အမြုပ်ထွက်စီရဲ့ကုန်ချမ်းနဲ့ထည့်ရတာပေါ့နော်အဲ့ဒါကတော့ chemical လို့ပြောလို့ရတယ်ဒါပေမဲ့ point လောက်ပဲပါတာဆိုတော့ chemical free ပေါ့အဲ့ဒီတော့ကျွန်မပြောပြမယ်ဒီကျွန်မရဲ့ secret ကိုသုံးကြည့်လိုက်သုံးကြည့်ပြီးမှကောင်းတာဆိုတာပြောကျွန်မကကောင်းတယ်လို့ပြောမှာပေါ့ကျွန်မရောင်းနေပြီစီဒါပေမဲ့လည်းတွေ့သုံးကြည့်မှသိမှာလေဟုတ်တယ်မဟုတ်လားအဲ့ဒီတော့သုံးကြည့်ပါသူကကျမတို့ကလေတွေးကြောလေကြောတွေဖြစ်တယ်အဲ့ဒီခါကျတော့ဟိုဒီမှာဒီနားလေးတွေမှာညောင်းတာလို့ကတ်တာလို့ကြီးပေါင်းဖြစ်တာလို့နဲ့အမှန်မဟုတ်ဘူးဒီနားလေးမှာတွေးကြောလေကြောတွေဖြစ်တာဒီနားလေးမှာတွေးကြောလေကြောတွေထင်ဒီနားလေးမှာကြိုက်တာအဲ့ခါကျအဲ့တွေးကြောလေကြောတွေကိုပွင့်စေချင်တာဒီစားပဲရှိတယ်နော်ပြီးတော့အသားကိုတဘာဝအတိုင်းကြည်လင်းလင်းလေးနဲ့ဖြစ်စေတာကော်ဖီမော့လုံးဝကော်ဖီမော့ကသားလုံးဝကြည်တာဖြူတာမဲတာကျွန်မမပြောဘူးเนาะညူတာမပြောဘူးသားကြည့်တာလို့ပြောပြီးတော့ပြားရည်ကဒီလိုလေးအသားလေးကိုချောသွားစေတာဒီပြားရည်ပါပြီးတော့ဟိုအလားစီပါတယ်အဲ့ဒီ၅မျိုးနဲ့ကျွန်မဖော်ထားတာလက်တွေ့သုံးကြည့်မှသိမှာကျွန်မကောင်းနေရွေးပြောပြီးတော့ဟိုเนาะမသုံးကြည့်ပဲနဲ့လက်မခံပါနဲ့အဲ့ဒါကြီးလာပြောပြတာပါဒီမှာပါကျမကိုယ်တိုင်ဖော်ဆက်တာကျမကိုယ်တိုင်သုံးတာကျမတို့ကလေ sensitive ဖြစ်တဲ့အသားတော်တော်တန် chemical ပါတယ်ပြည့်စည်ကျမသုံးလို့မရအောင်ခါကြတော့ကျမကိုယ်တိုင်သုံးတယ်ကျမကိုယ်တိုင်ဖော်တယ်ပေါ့နော်အဲ့ခါကြတော့တဘာဝလို့ကျမကစစ်ဖြစ်တဲ့အာမခံတယ်လုံးဝအသားကြည့်အသားချောစီမဲ့ရားရနာတွေလည်းတက်တာစီတွေးကြောလီရောတွေထစ်တာတွေလုံးဝကောင်းပါမယ်ရေချိုးကနေဆိုလို့ရှိရင်ကျမတို့ငနေတော့ကစားနဲ့ပူပြီးမှချိုးပါလို့လူကြီးတွေကပြောတယ်တွေးကြောလေးချိုးပွင့်အောင်တော့အဲ့ဒီခါကျတော့ခုဒီ coffee secret တွေပေါ်လေတွေးကြောလေးကြောလည်းပွင့်မယ်ပြီးတော့အသားရည်လည်းကြည်မယ်သားလေးချောမယ်အနံ့လေးကလည်း coffee နံ့လေးနဲ့ဆိုပူပြီးတော့အဆင်ပြေသွားတာပေါ့အဲ့ဒါလေးကိုလာပြပြတာပါရှင်ကျေးဇူးတင်ပါတယ်အဆုံးထိနားထောင်ပြီးလို့ပါတဘာဝပစ္စည်းထုတ်လို့ပြပါရှင်မဆန္ဒပါ